မင်္ဂလာပါ SC တင်ကျဆိုပါဒီနေ့မှာကျွန်တော်ဒီနေ့ပညာရဲ့အခြေခံအကြောင်းဆုံးပစ္စည်းတွေလို့ပြောတဲ့ transistor အကြောင်းကျွန်တော်ပြောပြပြီးတော့ကျွန်တော်ဒီ NPN နဲ့ PNP နဲ့ဒီဘယ်လိုကွာလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဒီ N channel နဲ့ P channel နဲ့အဲ့လိုကွာခြားချက်ဘာရှိလဲဆိုတော့သူတို့ငုတ်တွေလည်းမတူကြဘူးနော်ငုတ်တွေရဲ့နေရာတွေလည်းမတူကြဘူးပြီးတော့လည်းဒီ NPN မှာဆိုရင်ကျွန်တော်ဒီ base ကို full ပေးမှာပဲ base ကို full ပေးမှာ transistor ပွင့်တယ်ပေါ့နော် transistor ပွင့်ဖြစ်ပေါ့နော် PNP မှာကျတော့ကျွန်တော်ဒီ base ကို full ပေးလိုက်မယ်ဆိုရင် transistor ပိတ်သွားတယ်ပေါ့နော် off ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဒီလိုကပြောင်းပြန်လုပ်တာပေါ့နော်ဥပမာ0 volt ဆိုရင် PNP မှာ0 volt ဆိုရင်ကျွန်တော်ဒီ transistor အပွင့်ပေါ့နော်ဒီ NPN မှာကျတော့ N channel မှာကျတော့ဒီ0 volt ဆိုရင် transistor off ဖြစ်တာပေါ့နော်အဲ့လိုလေးကွာတာပေါ့နော်ဒီလိုပေါ့နော်ကျွန်တော်ဒီ collector ကိုကျွန်တော်ဒီလှုပ်ချိတ်ပြီးတော့လှုပ်ရတဲ့ဖက်ကျွန်တော်ဒီ collector ကိုကျွန်တော်လှုပ်ချိတ်တယ်လှုပ်ရတဲ့ဖက်ကျွန်တော်ဒီ battery ပေါင်းနဲ့ချိတ်တယ် emitter ကိုကျွန်တော်ဒီ battery နှုတ်နဲ့ချိတ်တယ်ပေါ့နော်ကျွန်တော်ဒီ base ကိုကျွန်တော်ဒီအလင်ကို base ကိုကျွန်တော်ဒီ full ပေးမှာပဲကျွန်တော်ဒီ transistor ပွင့်အောင်လို့ဒါဆိုကျွန်တော် full ပေးကြည့်မယ်ဒီလိုပေါ့နော်ကျွန်တော်ဒီ transistor ကျွန်တော်ဒီ full ပေးမယ်ဆိုရင်ကျွန်တော်ဒီအများနဲ့ပြီးတော့မှရအောင်ပေါ့နော်ကျွန်တော် full အများနဲ့ပြီးတော့မှကျွန်တော်လွတ်လိုက်နေပိတ်သွားမှာနော်ကျွန်တော်ဒီ close ဖွင့်လိုက်ပိတ်လိုက်လို့ပဲနော်ကျွန်တော်ဒီကတ်လိုက်နေလင်းနေကျွန်တော်လွတ်လိုက်နေပိတ်ပါမယ်နော်ဒါတော့ BJT transistor ပေါ့နော်ဒါက FZ4N ပေါ့နော် FZ4N ဒါတော့ gate drain ဆိုပေါ့နော်ကျွန်တော် gate ကဖွင့်ပေးလို့ရတယ်ကျွန်တော်ဒီ drain ကျတော့ကျွန်တော်ဒီလှုပ်ချိတ်တဲ့ငုံပေါ့နော်လှုပ်ချိတ်တဲ့ငုံဆိုကြကျွန်တော် battery နှုတ်နဲ့ချိန်ငုံပေါ့နော်ဒီလိုပေါ့နော်ကျွန်တော်ဒီဆိုတော့ဘယ်လိုနှုတ်ချိတ်လဲဒီ drain ကိုကျွန်တော်ဒီလောက်ရတဲ့ဖက်မှာပေါင်းချိတ်ကြအောင်နော်ကျွန်တော်ဒီကိုတော့ဒီလက်နဲ့ထိရနေပြီကျွန်တော်နေရာပွင့်နေလို့ဒါကြောင့်ဒီသွေးခွန်နှုံဖုန်းတိလေးရပဲဒီဟိုဆက်ရခဲကိုဖွင့်နေတယ်ပေါ့နော်ဒါမဲ့ဒါကျွန်တော်ဒီဒါနည်းနည်းလေးပဲပွင့်နေပါတော့ဒီရဲ့ကဲတကားနည်းနည်းလေးပဲပွင့်နေပါတော့ဒီကျွန်တော်ဒီအကုန်ပွင့်ချင်တော့ကျွန်တော်ဒီအနည်းဆုံး4 volt တော့ပြီးမှရအောင်ပေါ့နော်
drain ကိုကျွန်တော်လှုပ်ချိန်မယ်ဟုတ်နော် drain ကိုလှုပ်ချိန်မယ်လှုပ်ရတဲ့ဖက်ကိုကျွန်တော်ဒီပေါင်းနဲ့ချိန်မယ်လှုပ်ရတဲ့ဖက်ကိုကျွန်တော်ဒီပေါင်းနဲ့ချိန်မယ်ပြီးတော့ကျွန်တော်ဒီစုပ်ဒီစုပ်ကျွန်တော်အလုံးလေးချိန်မယ်နော်စုပ်လို့ကျွန်တော်ချက်ရပါနော်ကျွန်တော်ချက်ရပြီဒါခွရှေ့3ညကိုပေါ့နော်ခွရှေ့3ညကို folder creator ဒါပြင်3 page အောင်နော် info ground off ပေါ့နော်ကျွန်တော် info မှာ74 volt ဖြစ်ဖြစ်24 volt ဖြစ်ဖြစ်ဘာပေါ်ကြတော့9 volt ပဲထုတ်ရပါဘူးနော်ဘာပေါ်ကြတော့9 volt ပဲထုတ်ရပါဘူးနော်ဒါစနေဖို့နော်ကျွန်တော်ဒီ info ground off ပေါ့နော်ဒီအထွက်ဖို့ကိုတိုင်းကြည့်မယ်ဒီအထွက်ကိုတိုင်းကြည့်မယ်ထွက်ကုန်နဲ့နိုင်ဖို့ပေါ့နော်ဒါအဝင်ကဟုတ်နိုင်ဖို့ပေါ့နော်အဝင်ကထွက်သူနိုင်ဖို့ပြထုတ်ရပါတော့